လောကကြီးမှာလေရယူခြင်းနဲ့ပိဆက်ခြင်းကိုရှင်ပိဆက်ခြင်းကိုပဲရွေးရမယ်မိမိအကျိုးနဲ့အများအကျိုးကိုရှင်အများအကျိုးကိုပဲရွေးရမယ်ဒေါသနဲ့မေတ္တာကိုရှင်မေတ္တာကိုပဲရွေးရမယ်တားလေးတို့တွေအားလုံးကလေတားလေးအမေရိကပြန်လာတာကိုတွေ့ချင်လို့ဆိုပြီးလာဆောင်နေကြတာအပိုးတွေပါမေရဲ့ကျွန်တော်အမေရိကပြန်လာတာဘာမှထူးဆန်းလို့အဲ့ဒါကိုလူငွေအမိလည်းမတက်ကြနဲ့အချောင်နှိုက်တာလို့ခေါ်တယ်အမေရိကမှာဒါမျိုးမရဘူးမင်းလည်းမြန်မာဆိုတော့မြန်မာစိတ်ကလေးပြန်မွေးတင်တယ်မင်းကငါ့ကိုဘဝမင်းနေတယ်လို့ပြောချင်တာအကူကငန်ချားမှာဒါပညာတင်လာတယ်ဒါပြောတာရင်ကျေးမှုလည်းတိတ်နာမလို့နေခက်ပိုင်းဆိုတဲ့မိန်းမထားရနေစိတ်ရတော့ခက်ညံ့ညံ့တန်းစားထဲမှာငါမပါဘူး။အန်ကိုကြီးချိုးကန်မယ်ရုပ်လုပ်ကြံနဲ့တော့နေကအတိုင်းနဲ့အဝိုင်းနဲ့လိုင်းပေါ်မှာပွတ်ထားရမယ်။လမ်းနာမှာအရန်ကိုလမ်းသူ့ရဲ့ပုံစံကနေခက်ကြိုက်တဲ့ပုံစံပဲ။အခုတော့ပညာစုံလို့ပြန်လာတယ်ဆိုတော့ကျင်ရတော့စုံပြီလား။အခုတော့မှလေနေခက်ကသူ့ကိုခွင်းစင်နေပြီ။ကိုကမေခက်ကိုချစ်တာဟုတ်မိကြရဲ့တကုံနဲ့ကုတ်ကကောက်ကြားနဲ့မင်းနဲ့ပဲတားလေးကိုလေဘေးနာကနေပြီးပြုစုယူရတဲ့ဇနီးကောင်းတယောက်ကိုမမေကတွေ့ထားတာပါပြောတော့ပညာချက်မင်္ဂလာဆောင်မှာဘလို့ဝိလို့ဝိရမှန်းမသိတဲ့မိန်းမကိုကျွန်တော်နဲ့ပေးစားလိုက်တာဆိုတော့ကျွန်တော်ဘာကြီးကသွားပြီပေါ့ငါမင်းနဲ့တူတူအရက်ထိုင်တော့ sexy ကြကြလေး two piece ပဲလုပ်ခဲ့ငါမိန်းမလုံးမှာငါအိမ်မှာလုံးမှာမင်းပုံစံလည်းကြည့်ရောငါကြိုက်တဲ့ပုံစံလည်းမဟုတ်ဘူးအခုလိုလုပ်တာမင်းဖောက်ပြန်တာဒါဘယ်ဘာသာတရားမှခွင့်ပြုတဲ့ကိစ္စမဟုတ်ဘူးကွာအမေရိကမှာဒါလူခွေဖျောက်နဲ့မင်္ဂလာဆောင်ပြီးဇနီးကိုအိမ်မှာထားပြီးတော့ဘယ်မှာသွားအိမ်ညာလဲလူတိုင်းမှာသူ့လွတ်လပ်ခွင့်နဲ့သူဆိုတာရှိတယ်ကျွန်တော်မှလည်းကျွန်တော်လွတ်လပ်ခွင့်ဆိုတာရှိတယ်နွားတစ်ကောင်လုံးနှစ်ဖားချိုးထိုးခံရပြီးခြေတိုင်းမှာတဝဲလေနေမဲ့ကောင်မျိုးမဟုတ်ဘူးဒီနေ့ဒီလိုဖြစ်မယ်ဆိုတာငါကြိုသိပြီသားဖောက်ပြန်ခြင်းနေကြတာပြင်သွားကြပါလားလူရန်ကလူဝိတ်စကားတွေဖြစ်နေပြီမရအောင်လူတဲ့ကျွန်တော်ခွေးလင့်ဘွားရောက်ခဲ့တာ14 5နှစ်သားရွယ်ခဲ့ရပါဗျာအဲ့ဒါပါတော့